အားလုံးပဲမင်္ဂလာပါကျွန်တော်တို့တနင်္သာရီမှာပါတိုင်စီတို့နေပြ33ထောက်ဖို့တပ်ဖွဲ့ရဲ့တာဝန်ခံကိုပြန်လာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်ဗီဒီယိုလောရချင်းကြောင်းရင်းကတော့ဒါဒီနေ့ကတော့8လ4ရက်2024ခု2026ခုနှစ်ပေါ့နော်ကျွန်တော်လောရင်းနဲ့တိုးလေးတစ်ခုဝင်လာပြီးတော့ဒါဗီဒီယိုလောရချင်းဖြစ်ပါတယ်ကြောင်းရကတော့ဗာလဲဆိုတော့ကျွန်တော်တို့တနင်္သာရီမှာပါတိုင်စီတို့နေပြ33ထောက်ဖို့တပ်ဖွဲ့ဖြစ်ကျွန်တော်တို့ပြောင်းလဲရတဲ့ရည်ရွယ်ချက်ကိုလည်းကျွန်တော်ဗီဒီယိုဖိုင်နဲ့နည်းငယ်ရှင်းပြထားပြီးဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုပြောင်းလဲရတဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ကျွန်တော်တော်လာရေးဟာဘာဖြစ်လာလဲဆိုတော့တဝက်လဲဖြစ်နေတဲ့ဂါတာတစ်ခုမှာကျွန်တော်တို့ကရှေ့ကိုတောဖို့အတွက်ရွေးဖို့အတွက်ကိုနီလန်းရှာရမှာဖြစ်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ဒီဝေဖာတန်တိုက်ခတ်တန်တမျိုးကြားကနေပြီးတော့ကျွန်တော်တို့လှုပ်ဆောင်နေစေဖြစ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ခေါ်အားမညော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လုံနိုင်တဲ့အစွမ်းကျွန်တော်လုံနိုင်တဲ့ပမာဏနဲ့ယုံပြီးသွားနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီနားမှာပဲအတက်ပြီးနေမယ်ဆိုရင်ကျွန်တော်တို့ကရွေ့မှာမှုတဲ့အတွက်ကြောင့်မလို့ယခုလိုကျွန်တော်တို့ပြောင်းလဲမှုနဲ့ဒါရှေ့ကိုခြိတက်တာဖြစ်ပါတယ်ရှေ့ကိုဘယ်လိုခြိတက်တာလဲဆိုတော့ကျွန်တော်တို့နောက်မှာဖွက်နောက်မှာပြောင်းပြီးတော့နီးပြီးတော့33ခြေကုတ်လိုက်တဲ့ဂါတာတစ်ခုမှာကျွန်တော်တို့ကမိဂိတ်တက်ရဲဖြစ်သွားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့နီးပြီးတော့33ရဲ့ထောက်ပုတ်ရဲဘော်ဖြစ်အားလုံးကိုပြောင်းလဲဖွဲ့စည်းပြီးတော့လှုပ်ဆောင်ခြင်းဖြစ်တယ်ကျွန်တော်တို့ရဲ့တနင်္လာရီမှာပါတိုက်စီတို့နီးပြီးတော့33ထောက်ပုတ်တပ်ဖွဲ့ရဲ့လားစင်မာပါငွေအားလုံးကိုနီးပြီးတော့33မှာခရမ်းစုဆောင်းရေးမှာပါဝင်ပြီးတော့ချောသောတရင်တပ်ဖွဲ့တွေကကိုကြီးတောက်ခံလာခဲ့ရင်ကျွန်တော်တို့ပပရိတ်မှာရောနီးစက်ရမှာရောလှူခံပြီးတော့ကိုကြီးထောက်ပံ့သွားမှာဖြစ်ပါတယ်လှုပ်ဆောင်ပေးသွားမှာလည်းဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ဒါတဲဝင်ကျွန်တော်တို့တိပေးခြင်းဖြစ်တယ်ပြောပြခြင်းဖြစ်တယ်ကျွန်တော်တို့တွေလှုပ်ဆောင်နေတယ်ဆိုတာကရှစ်ကိုရွေးဖို့အတွက်ကိုနီလန်းရှာနေရတာလည်းဖြစ်တယ်လို့ရှစ်ကိုပဲကျွန်တော်တို့တောကြပါစစ်အောင်နိုင်ရေးအတွက်ပဲဦးစားပေးပြီးတော့လုပ်ကြပါဘာဖြစ်လို့ကျွန်တော်ဒီစကားကိုပြောရတာလဲဆိုတော့ကျွန်တော်တို့စစ်အောင်မှလည်းပြည်သူအားလုံးလောမြတ်တယ်လို့မြန်မာပြည်မြေပြုံထဲမှာရှိတဲ့ပြည်သူအားလုံးလည်းညာဆိုလောမြတ်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့တွေတက်ညီလက်ညီနဲ့မိမိယူထားတဲ့ခန်းကဏ္ဍတွေမိမိလှုပ်ဆောင်နေတဲ့ခန်းကဏ္ဍကနေပြီးတော့တအူးနဲ့တအူးပုတ်ခတ်မှုမရှိပဲပြောတက်ညီလက်ညီနဲ့မိမိရဲ့တောင်းမိမိယူထားတဲ့အစိတ်နဲ့မိမိလှုပ်နေတဲ့ဖွဲ့စည်းနေနဲ့ပေါ့နော်ကောင်းဆုံးရွေးနိုင်အောင်စူးစမ်းပေးကြပါချင်းတိုက်ခိုက်ဝေဖန်သုံးသပ်နေမဲ့အစားကျွန်တော်တို့တွေရှေ့ကိုဘယ်လောက်ထိလှမ်းနိုင်မလဲကျွန်တော်တို့တွေရှေ့ကိုဘယ်လောက်ထိတောပို့နိုင်မလဲဆိုတဲ့အရာနဲ့ကျွန်တော်တို့လှုပ်ဆောင်ခိုင်းချင်ပါတယ်ဒီတော်လိုင်းရေးကကျွန်တော်တို့ဒီနားမှာပဲဝဲနေမယ်ဆိုရင်ရန်သူရဲ့လက်ွက်မှုကိုကျွန်တော်တို့ကောင်းကောင်းခံရမှာဖြစ်တယ်ဒါကိုကျွန်တော်တို့ထူးသတိထားပါထူး view ဆိုင်ဖို့လည်းလိုအပ်နေတဲ့အခြေအနေတစ်ခုကိုရောက်နေတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်အနေနဲ့ဒီစကားလေးတွေနဲ့ငယ်ပြောရခြင်းဖြစ်တယ်ကျွန်တော်ကရောဘယ်လောက်ထိတက်ပညာရှိလဲဆိုတော့အခုလက်ရှိလုပ်နေတဲ့ဥဆောင်နေတဲ့သူတွေရဲ့လက်သန်းခေါ်လောက်ပဲကျွန်တော်မှာရှိပါတယ်ဒါမဲ့ကျွန်တော်ပညာတတ်တရားမှုပါဘူးကျွန်တော်ရဲ့ post တွေတိုင်းမှာကြည့်ပါစာလဲသွင်းမှုအားနည်းချက်ရှိတယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုဖိုင်လုပ်ပြီးပြောတဲ့ဆိုတာကကျွန်တော်တို့စာလုံးပေါင်းတက်ပုံတွေကျွန်တော်ရေးတဲ့ချိန်ကြရင်ညာကြီးလွှဲချော်မှုရှိတဲ့ဟာကြောင့်မလို့ကျွန်တော်ရဲ့အားနည်းချက်ကိုသိလို့ကျွန်တော်ဒီဗီဒီယိုဖိုင်နဲ့ပြောရခြင်းဖြစ်တယ်စာနဲ့ရေးရင်တော့အဖက်ရတာများတယ်ဆိုပေမဲ့လည်းကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ပြောရင်တော့ကိုယ့်ရဲ့အသာချက်လေးတစ်ခုနဲ့ပေါ့နော်တိဆောက်လို့ရတာပေါ့အခုကျွန်တော်တို့တနင်္သာရီမှာပါနိုင်စီဆိုအနည်းပြ33ထောက်ဖို့တပ်ဖွဲ့ဆိုတာလွယ်နဲ့ကျွန်တော်ပြောင်းလဲလိုက်တာတော့မဟုတ်ပါဘူး2024လောက်ကတည်းကကျွန်တော်ဒီကောင်းစိုးလှုပ်ဆောင်ချင်တဲ့စန္ဒတစ်ခုနဲ့ကျွန်တော်ရွေ့နေတာလဲအများကြီးရှိပါတယ်ကျွန်တော်ဒီအနည်းပြ33မှာလက်တွဲပြီးလှုပ်လာခဲ့တယ်ဆိုတာကျွန်တော်3နှစ်ကျော်ခဲ့ပါပြီဒါပေမဲ့ကျွန်တော်ဘာတာဝန်မှကျွန်တော်ယူထားခြင်းမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဒီလိုအပ်တဲ့ခန်းကဏ္ဍမှုလို့လိုအပ်တယ်လို့ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်တယ်ဘာဖြစ်လို့တာဝန်သိတဲ့တာဝန်ရှိတဲ့လိုမျိုးခံစားရပြီးတော့ကိုယ့်ရဲ့တမိုင်းတစ်ခုကိုကောင်းမွန်စွာကြံခဲ့ချင်တဲ့ဆန္ဒလည်းပါတယ်လှုပ်ထက်တဲ့ဟာကိုပဲကျွန်တော်ဦးစားပေးပြီးလှုပ်ဆောင်နေဆက်လည်းဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ညီမပြည်သူများကျွန်တော်တို့ညီကိုအားလုံးပေါ့နော်သူမဲ့ကိုယ်ပဲနဲ့စီစီလုံးနဲ့ရှေ့ကိုပဲခြေတက်ပေးကြပါရှေ့ဆက်ပြီးတော့လဲ
နေရာတာဝေါ်လေးကိုထမ်းဆောင်ပြီးတော့ရှေ့ကိုပဲတော့ပို့ပေးကြပါလို့ပဲနုညော့တောက်ဆုံချင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးများတင်ပါတယ်